cái thế thì ngang cao bị sinh ra ông một thành là ý gì đấy nó cái thiên liệt sa nhân tình cảm của tất cả chúng ta nó mới sửa đổi cái thiên tất cả mà nhà alo su bao bây giờ mà bông cái thiênဖြစ်လူတန်းတဲ့သင်္ကန်းအလုံးဟာကတိတကာတကာမတွေအလုံးဖြစ်တယ်။ဒါကြောင့်မို့လို့မိမိတို့လူတန်းတဲ့သင်္ကန်းပေါ်မှာနှလုံးသွင်းပြီးတော့နံပါတ်1သံဃာကိုအာယုပြုရမယ်။ဘာကိုအာယုပြုရမှာလဲ။ကတိသင်္ကန်းကတန်ခိကစစ်သင်္ကန်းဖြစ်ရမယ်။ပုဂ္ဂိုလ်ကိုရည်ရွယ်ထားတဲ့သင်္ကန်းမဖြစ်ရဘူး။သံဃာကိုရည်ရွယ်ထားတဲ့သင်္ကန်းဖြစ်မှသာကထိန်ခင်းလို့ရတယ်ပုဂ္ဂိုလ်ကိုရည်ရွယ်ထားတဲ့သင်္ကန်းဆိုရင်ကထိန်ခင်းလို့မရဘူးယနေ့ကတိတကာတကာမများအားလုံးဘယ်သူကိုရည်ရွယ်ထားတာလဲဒီသင်္ကန်းကကျုံတုံးကလေးချင်းရွာလဲကျောင်းတိုက်မှာတရင်သုံးတော်မူတဲ့ရွာလေကျောင်းတဲ့ဆရာတော်ပဏ္ဏပညာဇောတာကိုရည်ရွယ်ထားတဲ့သင်္ကန်းမျိုးမဖြစ်ရဘူးဟုတ်လားသာသနာတော်မှာရှိတဲ့သံဃာအားလုံးကိုရည်မှန်းပြီးရည်ရွယ်ပြီးလူတန်းတဲ့သင်္ကန်းမျိုးဖြစ်ရမယ်ဟုတ်လားဒါကြောင့်မို့လို့ကထိန်သင်္ကန်းကိုဘုရားတော်တရားမတွေကနေပြီးတော့လူတန်းခွေရတယ်ခင်းခွေကထိန်ခင်းခွေမရဘူးကထိန်သင်္ကန်းကိုလူတန်းခွေသာရတယ်ကထိန်ကိုခင်းတာကသံဃာကနေပြီးတော့ခင်းရတယ်ဟုတ်ရဲ့လားဒါကြောင့်မို့လို့ယနေ့မဟာဗုဒ္ဓတိဖြစ်ဖြစ်လူတန်းကြတဲ့တရားမပေါင်းသူတော်ကောင်းတွေဟာကထိန်သင်္ကန်းကိုနှစ်ကြိမ်လူတန်းခွေရတယ်ဘယ်နှစ်ကြိမ်လူတန်းခွေရတာလဲအခုသံဃာကိုကြည်မှန်းပြီးတော့တစ်ကြိမ်လူတန်းခွေရတယ်နံပါတ်1ဟုတ်လားအဲ့ဒီမှာသံဃာကိုရည်မှန်းပြီးလူတန်းလိုက်တဲ့သင်္ကန်းကိုဒါဦးဇင်းတို့သင်တဲ့သွားပြီးတော့ပြန်ပြီးတော့ဒီကျောင်းထဲမှာဝါစုဝါကတ်တဲ့သံဃာကိုသံဃာကရွေးပြီးတော့တခါထိတ်ခင်းထိုက်တဲ့ယဟန်တစ်ပါးကိုတခါပြန်ရွေးပြီးတော့သံဃာကနေပြီးပုဂ္ဂိုလ်ကိုပြန်လူတန်းပေးရတယ်ယဟန်ကိုဟုတ်ရဲ့လားဒါကြောင့်မို့လို့ကတိသင်္ကန်းကဘယ်နည်းကျင်လူခွေးရတာလဲ